当然不是的嘛，怎么多上来的看嘛吧呢？家里有啥新家人呢？怎么便宜点的来安改的呢？怎么怎么呗？不用的是送家过来的，过得大了，回来大了。如果这个木头呢，那么这个这也拿进木里面呀，冲到了一个。ပေးဆက်ချင်ဒီမှာကသူကခါမှလည်းသူကကြီးပေါင်းရှိထားတယ်ပြီးတော့ခါကနေပြီးတော့ခြေထောက်တစ်လျှောက်ပေါ့နော်ခါနာတယ်ကျမခွက်နာတယ်ပေါင်အောက်တွေကိုက်တယ်ပြီးခုနပြောခြေထောက်အထီကိုမှအကြာကြီးထိုင်လို့မရဘူးအကြာကြီးလည်းလျှောက်လို့မရဘူးပြီးတော့တစ်ခါတော့ကျွန်တော်တို့အဆလာမြောက်တဲ့အခါမှာလည်းရှေ့ပိုင်းမှာကခြေထောက်ဟောပေါ့နော်ခါအောင်ကျော်ရောင်ကသူအနေနဲ့ကလမ်းလျှောက်တာတွေကပိုပြီးလျှောက်နိုင်တယ်ပြီးတော့နာကျင်ကြက်ခဲမှုမှာနေရာလေးတွေလျော့လာပြီးဖြစ်လာပြီဒါတွေကတော့ကျွန်တော်တို့တိုးတက်မှုပိုင်းပေါ့နော်ဒါပေမဲ့ patient ဘက်ကတော့အသက်အရွယ်အရမှာတော့နားတင်တယ်ပေါ့ဓာတ်မှန်တွေမှာဆိုလဲအချို့အစ်စ်တွေမှာကပုံစံလေးတွေကခစယူကအရင်တောက်နေတာမျိုးတို့ပြီးနောက်တစ်ခါကျတော့ခစယူမှာရှိတဲ့ပတ်လည်မှာရှိတဲ့အစ်စ်တွေကိုနည်းနည်းလေးပြိမိနေရမျိုးလေးတွေကဒီကျွန်တော်ခစယူနံပါတ်4တို့5တို့S1 တို့မှာနည်းနည်းတက်ရောက်မှုလေးတွေရှိတယ်။အားကြောင့်ကျွန်တော် treatment လုပ်တဲ့အခါမှာက pressure အရင်ပေးလို့မရဘူးအသက်အရွယ်အရမှာလည်းညှာပြီးတော့ပဲကုထုံးဆောင်ရွက်ကြတယ်ကျွန်တော်တို့ street ပေါက်နဲ့ကုထုံးနဲ့ကြွက်သားတွေပြေရောသွားအောင်အစစ်တောက်လာတယ်အစစ်နာတာသက်သာအောင်အရင်လုပ်ပေးတယ်ဟိုလေးဘက်နာယောဂအခန်းလည်းရှိသေးတာ။အဲ့တော့အရင်ဆုံးချွေးပေါင်းပြီးတဲ့အခါမှာခန္ဓာကိုယ်က tree အများကြီးထွက်ပြီးတဲ့အခါမှာသူနည်းနည်းအစစ်တွေကတောင့်တမှုတွေလျော့လာပြီ။အဲ့လိုအနေထားမျိုးမှာဒုတိယရက်မှာကျွန်တော်တို့ကအစိုက်ကုထုံးဝင်တယ်တတိယရက်မှာကျွန်တော်ဒီနေ့အကျော်ပြင်းတဲ့ကုထုံးကိုကျွန်တော်ကိုယ်တိုင်ဆောင်ရွက်တယ်ပေါ့နော်။ဒီနေ့3ရက်မြောက်ဖြစ်တဲ့အတွက်ကြောင့်3ရက်ပြီးပြီဆိုရင်တော့ရက်ချနာပေးလို့ရနေပြီသူကသက်သာတဲ့အတွက်ကြောင့်ကျမဒီ6ရောက်လမ်းတိတ်မလျှောက်နိုင်လို့လာပြတာပါဒီအယိုးစပြီးတော့ဖြစ်တာတော့2019ရာစဖြစ်တယ်နည်းနည်းအယိုးအကျော်အာယုံကျိုးစေးတွေပဲတောက်ပြီးတော့ကျမနေရတာပေါ့နေပြီးတော့အခုကျတော့တော်တော်မလျှောက်နိုင်တော့လို့လာပြတော့ဒီမှာကျမအခု19ရက်နေ့ကပြနော်3ရက်ပဲရှိတယ်3ရက်ပဲရှိသေးတယ်မှာကျမတော်တော်လျှောက်နိုင်တဲ့ခေါင်းမှာပေါ့နော်ဟိုတိတ်လည်းမနာတော့ဒီကြောတွေနည်းနည်းလည်းကောင်းသွားတယ်တွတ်တက်လာပါတယ်ဟုတ်ကဲ့ဒီနေ့ဆိုဒါတော်တော်ရှောက်နိုင်တာပါနော်လမ်း90ကနေဒီနောက်အိမ်ကနေလမ်းထိပ်ထိလည်းရှောက်စေးကနေကျမဆေးုံအိမ်မှာမေ့သွားတယ်မေ့သွားတော့ဆေးုံမှာတက်လိုက်ရတယ်ဆေးုံမှာ17ရက်12ရက်လောက်ကြာတာပေါ့ကြာပြီးဆေးုံကဆင်းလာတော့လမ်းထဲအကောင်လေးရတဲ့လေဖြတ်သွားတယ်တဲ့အဲ့ဒါကျမအဲ့ကောင်လေးကိုကြည့်တော့သူကတက်လက်စကားတွေပဲလည်းပြောနိုင်တယ်ပြောဟိုစပြောတဲ့လူတွေကအဲ့ကောင်လေးရတဲ့ဟိုလေးဖြတ်သွားတာစကားမှမပြောနိုင်တော့ဘူးပေါ့နော်ဒီလိုတစ်ချမ်းလဲတိတ်သွားတယ်တဲ့ဟိုကျမသူ့ကိုကြည့်လိုက်တော့ तू ကကောင်းနေပြီပေါ့နော်အဲ့ဒါကျမသူ့ကိုလှမ်းခေါ်လိုက်ပြီးတော့ဟဲလို့နေလေးဖြတ်သွားတယ်ဆိုလို့အဲ့လိုမေးလိုက်တယ် तू လေးဖြတ်တဲ့ရက်ကကျမဆေးအဲ့နဲ့ तू ကစာအုပ်လေးရှုတာပြီးကျမကပြတယ်ကျမ14ရက်နေ့ရတဲ့ကျွန်တော်ဒီမှာတဲ့14ရက်နေ့ကတက်တာတဲ့ဒီစိတ်ကန်းစာအုပ်ပေါ့အဲ့ဒါအခုကျွန်တော်တဲ့စကားလည်းပြောနိုင်ပြီတဲ့အခုလမ်းလည်းရှောက်နိုင်ကျွန်တော်ကောင်းနေပြီတဲ့အဲ့နဲ့ကျွန်မစဉ်းစားလိုက်တယ်သူလေးဖြတ်သွားပြီးစကားမပြောနိုင်တဲ့လူတော်မှဒါတော်တော်ကောင်းနေပြီအခြေအနေဆိုလို့ရှိရင်ကျွန်မဒါနှစ်နဲ့ချီပြီးကုနာလေ9နှစ်10နှစ်ကုနေတဲ့လူကလုံးဝမကောင်းနိုင်ဘူးပိုဆိုးလာတယ်ဆိုကျွန်မတော့ပြမှာပဲဆိုကျွန်မလာဆရာကြီးယူဆရှင်းပြတာနဲ့ကျွန်မဖြစ်နေတဲ့အရာလည်းအန်ကိုက်ပဲပေါ့နော်အဲ့တော့ကျွန်မဒီမှာပဲကုတော့မယ်ဆိုပြီးတော့ဆုံးဖြတ်ပြီးကုလိုက်တာကုလိုက်တော့အခုတက်တာလာတော့ဝင်းလဲတာတာပေါ့နော်ဟုတ်
ဟုတ်ကဲ့ပါဆရာတွေကိုလည်းကျေးဇူးတင်ပါတယ်တေချာလေး